ဒါဟာအရေးသွေးညံ့တဲ့စမ်းကြဲတဲ့ဓာတ်ပဲရှိသေးတယ်ကျွန်တော်ဟာလူတက်နိုင်တဲ့အစွမ်းရှိတဲ့အဲ့ဒီဓာတ်ကိုကြည့်ပြီးအသက်ကိုပြင်းပြင်းရှူနေမိတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ခေါင်းငုံကြည့်လိုက်တော့လက်ကဝတ်ပေါ်ကဘူးတိပုံတန်တစ်စိတ်ကတဖန်ပြန်လင်းထိန်လာပြန်တဲ့တိတ်မတိတာတဲ့အစိမ်းရောင်လင်းတန်းလေးတစ်ခုကဓာငါရဲ့အလောင်းကနေလွင့်ပြန်ထွက်လာပြီးဘူးတိတဲ့ကိုချက်ချင်းပဲစုပ်ယူခြင်းခံလိုက်ရတယ်တေနေတဲ့ငါရဲ့ဝိညာဉ်စွမ်းအင်ကိုတော့စုပ်ယူနိုင်တာပဲကျွန်တော်တုံလုံးချောက်ချသွားပေမဲ့အဲ့ဒါတွေကိုဂီယူမဆိုင်နိုင်တော့ပဲဓာမြောင်ကိုဆွဲထုတ်ကဓာငါသားတစ်ဖက်ကိုလှိဖြက်ပြီးပါဇက်ထဲအတင်းထည့်လိုက်တယ်ဟုတကယ်ကိုဆက်စားရတာဆိုးလာတယ်ဝိညာဉ်စွမ်းအင်တွေစုပ်ယူခံလိုက်ရတဲ့ငါသားကညှိဆိုးဆိုးနဲ့အဖက်တင်ပြီးဝါရတာအယမ်းမှလာတယ်ကျွန်တော်မနေပိုက်ဖြစ်ပြီးဝိညာဉ်စွမ်းအင်ကိုကြည့်လိုက်တော့တနာစရာကောင်းတဲ့နှက်မှတ်ပဲကျွန်တော်တွေသွားပြီးဘူးတိကစုပ်ယူလိုက်တဲ့ဝိညာဉ်စွမ်းအင်ကကျွန်တော်အတွက်မရေတွက်ဘူးပဲကျွန်တော်ငိုချင်းရဲ့လက်စတုံးဖြစ်သွားပြီးတခြားနည်းလည်းမရှိတာမို့ငါးလောင်ခန်းထဲကနေငါးတကောင်ကိုပဲပြန်ဆယ်ယူလိုက်ရတော့တယ်ကျွန်တော်ကစွမ်းအင်တွေကိုစုပ်ယူရင်းနဲ့တစ်ဖက်ကလည်းနှမျောတတဖြစ်နေမိတယ်တညလုံးထိတ်လန့်တုန်လှုပ်ခဲ့ရပြီးငါးများတန်လည်းကျိုးသွားတယ်လို့ကျွန်တော်လည်းအပြက်ရှင်းသွားတဲ့လူမွေးတစ်ယောက်ဖြစ်သွားခဲ့ပြီးပြင်းရင်ငွေလုံးလာကြောင့်ကျွန်တော်ဟာအသေးဆုံးငါးဖြူလေးတစ်ကောင်ကိုထုတ်ယူပြီးငါးစိမ့်လွှာလှုပ်ရှားဖို့ပြင်လိုက်တယ်ဟေးအရသာကမဆိုးလာဘူးပဲဒီငါးဖြူလေးရဲ့အသားကတင်းရင်ပြီးညီနဲ့လည်းတိတ်မရှိပဲအမဲသားလိုအရသာမျိုးရှိနေတာကိုကျွန်တော်အော်တကြီးတိလိုက်ရတယ်ငါတဝက်လောက်ပိုက်ထဲရောက်သွားတဲ့အခါကျွန်တော်ရဲ့ဝိညာဉ်စွမ်းအင်က20ကနေ23အထိတက်လာတာကိုမမျှော်လင့်ပဲတွေးလိုက်ရတယ်ကျွန်တော်ကြောင်းသွားတယ်ငါးဖြူတစ်ကောင်လုံးမှာဝိညာဉ်စွမ်းအင်3မှတ်ပဲရတာမဟုတ်ဘူးလားကျန်တဲ့တဝက်ကိုစားပြီးတဲ့အခါကျွန်တော်ရဲ့ဝိညာဉ်စွမ်းအင်က26မှတ်ဖြစ်သွားခဲ့တယ်ဒီကဘာကလူတွေအစားစားတဲ့အချိန်မှာသူတို့ရဲ့ခန္ဓာကိုယ်ကပတ်ဝန်းကျင်မှာရှိတဲ့ဝိညာဉ်စွမ်းအင်တွေကိုတဘာဝအတိုင်းစုပ်ယူကြတာဖြစ်ပြီးကျွန်တော်ကတော့အတင်းမျိုးချစားတောက်တာကိုပဲအကူနေရတာမတိမတာနဲ့ကောင်းကင်ရံမှာအလင်းရောင်တန်းလာပြီးလက်မင်းသုံးစင်းကတဖြည်းဖြည်းကွယ်ပြောက်သွားခဲ့တယ်ကျွန်တော်ချက်ချင်းပဲတင်းပလင်းခွေထိုင်ပြီးဆက်လက်ကျင့်ကြံလိုက်တယ်လက်ကဝတ်ကတဖန်ပြန်လဲပူနွေးလာပေမဲ့ဝိညာဉ်စွမ်းအင်ပမာဏကတိတိတတ်တာရောနေသွားတာကိုကျွန်တော်ခံစားလိုက်ရတယ်ဒါကလက်မင်းနဲ့ဆက်ဆက်နေတာလားကျွန်တော်တန်တရားဝင်နေတော့မှပဲပင်လယ်ပြင်ကနေဒီရဲတောက်ပတဲ့နေမင်းတစင်းထွက်ပေါ်လာပြီးဆူရှာတဲ့အလင်းတန်းပေါင်းများစွာဖျားကျလာခဲ့တဲ့တခဏအတွင်းကျွန်တော်ရဲ့တကူလုံးတုန်ခါသွားပြီးဟာလာဟင်းလင်းပြင်ကနေရောက်ရှိလာတဲ့ဝိညာဉ်စွမ်းအင်တွေကစမ်းကြောင်းငယ်လေးမဟုတ်တော့ပဲပင်လယ်လိုင်းလုံးကြီးတွေလိုကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲကိုယူသွစွာတိုးဝင်လာခဲ့တယ်အရမ်းများလုံးလို့ပောက်ကွဲတော့မလို့ပဲကျွန်တော်ရဲ့နဖူးကသွေးကြောတွေထောင်တက်လာပြီးလက်ကဝတ်ပေါ်ကဘူးတီတစိတ်ကရုတ်တရက်ပေါ်ပေါက်လာခဲ့တဲ့အားနာလိုက်တာလက်ကဝတ်ကမီးရှို့ခံထားရတယ်လို့ခံရတာမို့ကျွန်တော်ချက်ချင်းပဲကြင်ကြံခြင်းကိုရက်တက်လိုက်ရတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့လက်ကဝတ်ကနေအစိမ်းရောင်ငွေတွေထွက်နေပြီးခရမ်းရောင်လင်းတန်းလေးတစ်ခုကဖြက်ကနေလက်သွားတယ်ပြီးနောက်ဝုန်းဆိုတဲ့အတန်နဲ့အတူမီးတောက်တစ်ခုကလေထဲမှာတင်တောက်လောင်လာခဲ့တယ်ပူတယ်ကျွန်တော်အော်ဟစ်ပြီးလက်ကိုငါးလောင်ခန်းထဲကရေထဲအမြန်နှိမ့်လိုက်ရတယ်ကျွန်တော်အချက်လက်တွေကိုလှမ်းကြည့်လိုက်တော့ဝိညာဉ်စွမ်းအင်က26ကနေ108အထိတိတိတတ်တာထိုးတက်သွားခဲ့ပြီးကျွန်တော်အံ့ဩဖို့တောင်အချိန်မရသေးခင်ခြေလမ်းတွေရိုင်းတိုင်းဖြစ်သွားပြီးပင်လယ်ပြင်တစ်ခုလုံးစူပွက်လာခဲ့တဲ့အဝေးကနေမရေမတွက်နိုင်တဲ့ငါးအုပ်ကြီးကရေပြင်ကိုခွဲပြီးစစ်တပ်ကြီးတစ်ခုလိုကျွန်တော်ရဲ့လှိငယ်စီကိုယူသွစွာဥတီလာနေကြတယ်နောက်တစ်စက္ကန့်မှာပဲငါးတွေမိုးရွာတယ်လို့ကြာလာတော့တယ်ငါးဖြူလေးအချို့ကကျွန်တော်ရဲ့မျက်နှာကိုတက်တက်မှန်ပြီးငါးဝါကြီးတစ်ကောင်ကကျွန်တော်ရဲ့ဘိုက်ကိုဝင်တိုက်တာကြောင့်ကျွန်တော်ဟာပစုံထုတ်လေးလိုကုန်းကွာဖြစ်သွားခဲ့တယ်ပြီးနောက်ပင်လယ်ထဲကနေထွက်ပေါ်လာတဲ့ကြောက်မက်ဖွယ်ကောင်းတဲ့နှမောင်းပစုံကြီးတစ်ကောင်ကိုကျွန်တော်မြင်လိုက်ရတယ်ကျွန်တော်ရဲ့အုံနောက်ထဲဝုန်းခနဲ့ဖြစ်သွားပြီးဆဲဆူခြင်းနဲ့ရိုင်းဆိုင်တဲ့စကလုံးတွေကပစက်နာအထိရောက်လာပြီးမဲ့ပြန်မျိုးချလိုက်ရတယ်တစ်စက္ကန့်လေးတောင်မစင်စားရတော့ပဲကျွန်တော်ဟာဗလာဖြစ်နေတဲ့ငါးလောင်ခန်းတစ်ခုတည်းကိုအတင်းတိုးဝင်ပြီးအဖုံးကိုတင်းကြက်ပိတ်လိုက်တော့တယ်ကျွန်တော်ရဲ့နှလုံးသားကတဒိန်းခုန်နေတယ်ကျွန်တော်ကြီးမားတဲ့ကိစ္စတစ်ခုကိုလုံးမိလိုက်ပြီးထင်တယ်ဒုံချင်းကြမ်းမရေမတွက်နိုင်တဲ့ငါးတွေကကုန်းဘက်ပေါ်ကိုကျလာသလိုနှမောင်းပူစုံတွေတွားသွားတဲ့တရှက်အတန်တွေလည်းကြားနေရတယ်ကျွန်တော်ဟာအကွဲကြောင်းကနေတဆင့်အဲ့ဒီပူစုံရဲ့တေးစေနိုင်တဲ့နှမောင်းတွေကဟိုဒီဝေးရမ်းနေတာကိုတော့မြင်နေရတဲ့ချက်ဆိုတဲ့အတန်နဲ့အတူစမ်းကြဲတဲ့ဓာတ်တစင်းကငါးလောင်ခန်းဖုံးကိုရှက်ပြီးစိုက်ဝင်လာခဲ့တယ်ဂလူကျွန်တော်တွေးတစ်ချက်မျိုးချလိုက်မိတယ်နှမောင်းပူစုံတွေဓာငါးတွေအခွန်စိမ်းငါးတွေဘာလို့အကုန်လုံးရောက်လာကြတာလဲခရက်ဆိုတဲ့ကျဲလောင်တဲ့အတန်နဲ့အတူပစုံချီတော့တစ်ချောင်းကငါးလောင်ခန်းဖုံးကိုတက်ဖောက်ပြီးကျွန်တော်မျက်စိရှိတင်လှုပ်ရှားနေခဲ့တယ်ပစုံကြီးရေငါတောင်းပန်ပါတယ်အမြန်သွားပါတော့ကျွန်တော်အသက်ရှူဖို့တောင်အောက်ထားမိတယ်ရုတ်တရက်ကျွန်တော်ရဲ့အုံနောက်ထဲအကြံတစ်ခုလက်ခနဲ့ရသွားတယ်မဟုတ်ဘူးဒါကအလကားရမဲ့ဝိညာဉ်စွမ်းရည်တွေပဲကျွန်တော်ရဲ့မျက်လုံးထဲမှာယူသွမှုတွေဖြစ်ပြေးသွားပြီးအဲ့ဒီပစုံခြေထောက်ကိုအတင်းဖက်ထားကတေးတော်မလွတ်တော့ဘူးစုပ်ဆန်းမိစ္ဆာတန့်စင်ဘူးတီးရေငါအတွက်အစွမ်းကုန်စုပ်ယူဆန်းငါးလောင်ခန်းဖုံးကလွန့်ထွက်လူမိဘဖြစ်သွားပြီးအဲ့ဒီနာမောင်းပစုံကြီးကယူသွစွာရုံးကန်တာကြောင့်ကုန်းဘက်တစ်ခုလုံးဒုံတိုင်းအတန်တွေဆူညံသွားခဲ့တယ်ဒါပေမဲ့သူ့ရဲ့ရုံးကန်မှုကတဖြည်းဖြည်းအားနည်းသွားပြီးမိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့ရင်ခွင်ထဲကပစုံခြေထောက်ကလုံးဝအားရင်ကုန်ခန်းသွားခဲ့ပြီးကျွန်တော်ရင်ထဲမှာအယူမှုဝမ်းသာသွားမိတယ်မိစ္ဆာတန့်စင်ဘူးတီကတော့တကယ်လန်းတာပဲမင်းတို့ကတေးချင်လို့ငါ့ကိုလာစိန်ခေါ်တာလားဒါမှမဟုတ်ငါကဓာမကင်နိုင်တော့ဘူးလို့ထင်နေကြတာလားကျွန်တော်တွတ်ဆဲဆူနေမိတယ်နောက်ထပ်မိနစ်အနည်းငယ်ကြာတဲ့အခါကုန်းဘက်ပေါ်ကအတန်တွေကတဖြည်းဖြည်းငြိမ်သက်သွားခဲ့တယ်ကျွန်တော်တတိကြီးစွာနဲ့အဖုံးကိုအသာဟလိုက်တဲ့အချိန်မှာလန့်သွားတဲ့ငါးဝါကြီးတစ်ကောင်ကကျွန်တော်ရဲ့နဖူးကိုစောင့်တိုက်မိတာကြောင့်နာလုံးလို့မျက်ရည်တွေတောင်စီးကျလာခဲ့တယ်ဘေးကင်းသွားပြီဆိုတာတေချာမှကျွန်တော်ငါးလောင်ခန်းထဲကထွက်လာခဲ့ပြီးရှေ့ကမြင်ကွင်းကြောင့်စွန့်သွားခဲ့ရတဲ့ကုန်းဘက်ပေါ်မှာရှုပ်ပွားနေပြီးနေရာအနှံ့ငါးစိမ်းစုပ်ပြက်တွေရှိနေကဓာငါးတစ်ကောင်ကနှစ်ပိုင်းပြက်နေပြီးအခွန်စိမ်းငါးသုံးကောင်လည်းမြေပြင်ပေါ်မှာတေဆုံးနေခဲ့တဲ့3 မီတာကျော်ရှည်လျားတဲ့နှမောင်းပစုံကြီးကတော့
ပြုတ်ထားတဲ့ကြောက်ပုစွန်ကြီးတစ်ကောင်လိုကုန်းပတ်ပေါ်မှာငြိမ်သက်စွာလာလဲလျောင်းနေခဲ့တဲ့ကျွန်တော်ချက်ချင်းပဲအတိုင်းထက်အလွန်ဝမ်းသာသွားခဲ့ရတယ်ဝိညာဉ်စွမ်းအင်တန်ဖိုးက156မှတ်ဖြစ်သွားခဲ့ပြီးဒီပုစွန်ကြီးတစ်ကောင်နဲ့တင်ကျွန်တော်ကိုစွမ်းအင်48မှတ်ပေးစွမ်းနိုင်ခဲ့တယ်ဒါအပြင်9လောင်ခန်း8ခုလုံးလဲခုန်တက်လာတဲ့ငါးတွေနဲ့ပြည်လူနီးပါးဖြစ်နေခဲ့တယ်တက်တက်နဲ့တကူဒီလောက်အထိစိတ်ကျေနပ်မှုမျိုးမရဘူးလို့ကျွန်တော်ကြိမ်ဆိုရဲတဲ့တနေ့တညလုံးငါးများတာကဒီ9မိနစ်အတွင်းငါးတွေခုန်တက်လာတာတော့မများဘူးပဲကျွန်တော်တညလေးနဲ့ချမ်းသာသွားတဲ့တထေးကြီးတယောက်လိုခံစားလိုက်ရတယ်ဟာကျွန်တော်ကမျက်ကွင်းညိုကြီးတွေနဲ့လက်ချောင်းလေးတွေကိုရေတွက်ပြီးယူးကြောင်ကြောင်ရေမောနေမိတယ်ရုတ်တရက်9လောင်ခန်းတစ်ခုတည်းကရေတွေကหนีရဲနေတာကိုသတိပြုမိလိုက်တယ်ကျွန်တော်သွားကြည့်ဖို့ပြင်လိုက်တုံးမှာပဲရှည်လျားတဲ့အရာတစ်ခုကဖြစ်ပြေးသွားတာကိုမြင်လိုက်ရတယ်အပါငွေခါပတ်ငါပဲကျွန်တော်အလိုလျောက်ခြေထောက်နဲ့ကန်ပြီးအဖုံးကိုအမြန်ပိတ်လိုက်ရတယ်ဒီကောင်ကမနေ့ကလူလျောက်ကိုတက်ခဲ့တာလေအပြင်ထွက်လာရင်ကျွန်တော်ကိုစံခါလိုအပေါက်တွေဖြစ်အောင်လုပ်ပစ်လိုက်မယ်ကျွန်တော်စိတ်ဆုံးဖြတ်လိုက်တယ်ဒီကောင်ကိုကျွမ်းကျင်တဲ့သူတွေပဲလာကင်တွေပါစေတော့ဒါကြောင့်ကျွန်တော်ဟာအခွင့်ကောင်းယူပြီးဘယ်ဘက်လက်ကငါးဝါကြီးကိုကိုညာဘက်လက်ကအခွန်စိမ်းငါးကိုဖတ်လိုက်တယ်မိစ္ဆာတန့်စင်ဘူးတီးနဲ့ဝိညာဉ်စွမ်းရည်တွေကိုစုပ်ယူပြီးတာနဲ့အလောင်းတွေကိုပင်လယ်ထဲကန်ချလိုက်တယ်မိနစ်အနည်းငယ်အကြာမှာအချက်လက်တွေကိုပြန်ကြည့်လိုက်တော့ဝိညာဉ်စွမ်းရည်က814ဖြစ်နေခဲ့ပြီးကျွန်တော်ရဲ့အသက်ရှူတန်တွေချက်ချင်းညံဆန်လာခဲ့တယ်တညလေးနဲ့သူညကနေ814အထိရောက်သွားတာပဲဝိညာဉ်စွမ်းရည်1000ပြည့်ဖို့အကြာကြီးစောင့်ရမယ်လို့ထင်ထားခဲ့ပေမဲ့အခုကြည့်ရရင်ဒီညတင်ပြီးသွားနိုင်တဲ့ငါးများလေးကိုအနည်းငယ်ရှင်းလင်းလိုက်ပြီးတမင်တကာတိုက်ပွဲဖြစ်ပွားခဲ့တဲ့အမတ်သားချို့ခြံထားခဲ့ကနှအမောင်းပူဆုံရဲ့ရှည်လျားတဲ့နှမောင်းနှစ်ခုကိုဖျက်တောက်ပြီးပစုံကိုယ်တွေကိုပင်လယ်ထဲကန်ချလိုက်တယ်မဟုတ်ရင်ရှင်းပြရခက်လိမ့်မယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ယံကနေငါးများလေတစည်းကကျွန်တော်စီကိုဓာတ်ရိုက်ဦးတီပြန်တန်းလာခဲ့တဲ့ဝန်ကျဲကလက်အောက်ငယ်သား2ယောက်ကိုခေါ်ပြီးကျွန်တော်ရဲ့လေပေါ်ကိုဆင်းသက်လာခဲ့တဲ့သူကကုန်းဘက်ပေါ်ကပယံပရာဖြစ်ပြနေတဲ့မြင်ကွင်းကိုကြည့်ပြီးအော်ရကြီးနဲ့ဘာဖြစ်တာလဲလို့မေးလိုက်တယ်ကျွန်တော်ကမျက်ကွင်းညိုကြီးတွေနဲ့အပြစ်ကင်းစင်တဲ့မျက်နှာထားနဲ့ဆရာမနက်ပိုင်းကကျွန်တော်အိပ်ပျော်သွားတော့ရုတ်တရက်ငါးအုပ်တွေရောက်လာပြီးလေပေါ်ကိုငါးတွေအများကြီးခုန်တက်လာကြတယ်ဒါနဲ့ကျွန်တော်ပုံနေလိုက်တာထွက်လာတော့ဒီလိုဖြစ်နေပြီလို့ပြောလိုက်တယ်ကျွန်တော်ကကျွန်တော်ရဲ့မျက်ကွင်းညိုကြီးတွေကိုညွှန်ပြပြီးဒါကငါးဝါကြီးဝင်တိုက်သွားတာလေလို့ပြောလိုက်တယ်ဝန်ကျဲကမျက်မှောင်ကျုပ်ပြီးငါးအုပ်စုပြုံတက်တာလားလို့မေးကကျွန်တော်ကိုတန်တရားအပြည့်နဲ့စိုက်ကြည့်နေခဲ့တယ်ကျွန်တော်ငါးလောင်ခန်းထဲမှာပုံနေလို့အသက်ရှင်ခဲ့တာလားသူစဉ်းစားမရတာကြောင့်မကြတာသေးမီကငါးဖန်းကွင်းမှာထူးဆန်းတဲ့လှုပ်ရှားမှုတွေရှိနေတာကြောင့်လို့ပဲကောက်ချက်ချလိုက်တယ်ဒါငါးတကောင်တောင်ပါလာတာပဲဒါပေမဲ့မင်းရဲ့ငါးလောင်ခန်းထဲကငါးတွေကဘာလို့ဒီလောက်နေနေတာလဲလို့သူကလှမ်းကြည့်ပြီးမေးလိုက်တယ်မနှဲပါဘူးဗျာသူ့နောက်ကအဖွဲ့ဝင်တယောက်ကအားကြတဲ့လေတန်းနဲ့ငါးအကောင်ပေါင်း10ကနန်းရှိတဲ့အပြင်ဓာငါးနဲ့အခွန်စိမ်းငါးတွေလည်းပါသေးတယ်မင်းအတွက်2လစာအခွန်ဆောင်ဖို့လုံလောက်တာပေါ့လို့ပြောလိုက်တယ်ကျွန်တော်ကဟီးဟီးရဲ့ပြီးငွေခါပတ်ငါရှိတဲ့ငါးလောင်ခန်းကိုညွန်ပြကငါးမြဆရာကြီးခင်ဗျာဒီထဲမှာငွေခါပတ်ငါးတကောင်ရှိနေတယ်လို့ကျွန်တော်တန်တရားရှိလို့မဖွင့်ရသေးဘူးလို့ပြောလိုက်တယ်ငွေခါပတ်ငါးလားဝန်ကျဲနဲ့သူ့လူတွေအားလုံးလန့်သွားကြတယ်ဒီကောင်လေးကန်ကောင်းလာကြီးလားအားလုံးနောက်ဆုတ်ကြဆန်းဝန်ကျဲကအော်ဟစ်လိုက်တာနဲ့ကျွန်တော်ချက်ချင်းပဲသူတို့နောက်မှာသွားပုံးလိုက်ပြီးဒီကောင်ထွက်လာရင်မင်းတို့ကိုအရင်တက်ပါစေလို့စိတ်ထဲကကြိမ်ဆဲနေမိတယ်ဝန်ထဲကငါးလောင်ခန်းဖုံးကိုကန်ဖွင့်လိုက်တဲ့အခါမင်းမောင်နဲ့အရေးတစ်ခုကလျက်စီးလို့ပြေးထွက်လာပြီးဝန်ကျဲရဲ့ရင်ဘက်စီကိုဓာတ်ရိုက်ဦးတီလာခဲ့တယ်ဝန်ကျဲရဲ့ရှေ့မှာမမြင်ရတဲ့ကာကွယ်ရေးအတားအဆီးတစ်ခုပေါ်လာပြီးငွေခါပတ်ငါးကိုတားဆီးလိုက်ကသူ့လက်ထဲကနေအလင်းနှန်းတွေထွက်ပေါ်လာပြီးအောက်ကိုရိုက်ချလိုက်တဲ့ငွေခါပတ်ငါးကကုန်းပတ်ပေါ်ကိုရိုက်ချခံလိုက်ရပေမဲ့ထွက်ပြေးဖို့ကြိုးစားနေတော့မဲ့ဝန်ကျဲကငါးများတံကိုဆွဲထုတ်ပြီးချိတ်ကနောက်ကိုပြန်လွတ်လိုက်ပြီးနောက်ထပ်တစ်ချက်ထပ်ရိုက်လိုက်မှပဲနောက်ဆုံးတော့တတိမိသွားစေခဲ့တယ်ကျွန်တော်ကစွန့်ပြီးပါဇက်အဟောင်းသားနဲ့ကြည့်နေမိတယ်ငါးတကောင်ကဒီလောက်အထိကြမ်းတမ်းရတာလားဟန်ဖေးဝန်ကျဲကကျွန်တော်ကိုကြည့်ပြီးဒီငွေခါပတ်ငါးကိုငါ့ကိုရောင်းမလားလို့မေးလိုက်တယ်ကျွန်တော်မျက်လုံးလေးကလည်းလှုပ်ပြီးချက်ချင်းဆုံးဖြတ်ချက်ချလိုက်တယ်ဆရာကြီးလူချင်းရင်ယူသွားပါဗျာကျွန်တော်ကဆရာကြီးကိုလက်ဆောင်ပေးတာလို့ပဲတတ်မှတ်ပေးပါလို့ပြောလိုက်တယ်ဝန်ကျဲတခဏကြောင်သွားခဲ့တယ်ပြီးနောက်သူကကျွန်တော်စီကိုပလဲတစ်လုံးလှမ်းပစ်ပေးလိုက်တယ်ဒါကအလဲလက်တန်းစားပလဲတစ်လုံးပဲတော့ယူထားလိုက်ကျွန်တော်ဟာပင်လယ်တင်က1000တန်ဖိုးရှိတဲ့အဲ့ဒီပလဲကိုကြည့်ပြီးစိတ်လှုပ်ရှားသွားပေမဲ့ဒီလိုຢာတွေကဘေးဒုက္ခကိုခေါ်ဆောင်လာနိုင်တာကိုပိုလို့သိထားတာကြောင့်လက်ကိုအတင်းရန်ပြီးဆရာကြီးမင်းညကကျွန်တော်ရဲ့ငါးများတန်ကျိုးသွားလို့ပါကျွန်တော်ကိုငါးများတန်တစ်ချောင်းမပေးရင်လုံလောက်ပါပြီလို့ညှင်းဆန်လိုက်တယ်ဝန်ကျဲကကျွန်တော်ကိုလက်နဲ့ဆိုင်စိုက်ကြည့်လိုက်တယ်ဒီကောင်လေးကဆင်းရဲမွဲတေမှုနဲ့ကြီးမားတဲ့ဆွဲဆောင်မှုတွေရှိမှတော့တတိမလွတ်ဖဲနေနိုင်တာပဲသူကခေါင်းညိပြီးကောင်းပြီလေဒီတစ်ခေါက်တော့မင်းတောက်ဝင်ကြည့်ပုံနဲ့လို့တတ်မှတ်ပေးမယ်ပြန်တော့လို့ပြောပြီးသူ့တပည့်တွေကိုစုံဖေးသူ့ကိုလိုက်ပို့ပေးလိုက်ဦးလို့ညွှန်ကြားလိုက်တယ်ဒီလိုနဲ့အပြန်လမ်းမှာကျွန်တော်ကတေဆုံးနေတဲ့ဓာငါကိုစုံဖေးကိုလက်ဆောင်ပေးလိုက်ပြန်တယ်ဒီကောင်လေးကလူမှုရေးတော်တော်လေးနားလဲတာပဲစုံဖေးကဓာငါကိုလက်ခံရရှိပြီးနောက်ကျွန်တော်အပေါ်ထားရှိတဲ့သဘောထားကတိတိတတ်တာပြောင်းလဲကောင်းမွန်သွားပြီးစိတ်ချပါလီခုံးကျုံကိုရောက်ရင်မင်းရဲ့ငါးတွေကိုဘယ်သူမှမလိမ်ဝန်းစေရဘူးလို့ပြောလိုက်တယ်ကျွန်တော်ကမျက်နှာသာပြုံးပြနေပေမဲ့ငွေခါပတ်ငါရှိခဲ့တဲ့ငါးလောင်ခန်းထဲကိုတိုးဝင်သွားပြီးတန်ရှင်းရေးလှုပ်ချင်ဟန်ဆောင်ကအဲ့ဒီငါးသားအစုပ်ပြက်တွေတဲကဝိညာဉ်စွမ်းရင်တွေကိုအယူမှုစုပ်ယူနေခဲ့တဲ့ဝိညာဉ်စွမ်းရင်140နှစ်မှတ်ပေါင်းထည့်လိုက်ရတယ်မများပေမဲ့လည်းပြည့်စိတ်လဲအသားပဲလေလီခုံးကျုံကိုပြန်ရောက်တဲ့အခါအမျိုးသမီးစရင်ကန်ကကျွန်တော်လေပေါ်ကငါးတွေကိုမြင်ပြီးအံ့ဩသွားခဲ့တဲ့အစုပ်ဖေးကကျွန်တော်အတွက်ဝင်ရှင်းပြပေးပြီးရှောင်ခြင်းဒီကောင်လေးကန်ကောင်းပြီးငါးအုပ်စုပြုံတက်တာနဲ့တိုးသွားလို့ပါငါးလေးချိန်ပေါင်း300အခွန်ဆောင်ရမယ်လို့ပြောလိုက်တယ်ကျွန်တော်ရဲ့နှလုံးသားကတွေးစိတ်ရှင်ရှင်ရိုးထွက်မတက်နှမျောတတဖြစ်သွားခဲ့ရတယ်မနှက်မျောပါနဲ့ကွာစုပ်ပေးကကျွန်တော်ရဲ့ပခုံးကိုပုတ်ပြီးမင်းစီမှာပေါင်2000ကျော်ကြံသေးတာပဲတခြားလူတွေရဲ့လက်ဝက်စာဝင်ငွေနဲ့ညီမျှတယ်လို့ပြောလိုက်တယ်ကျွန်တော်ချက်ချင်းပဲအပြုံးမျက်နှာပြောင်းလိုက်ပြီးအမျိုးသမီးစရင်ကန်ကိုကြည်ကာကိုစုပ်
ကျွန်တော်ကငါးတွေကိုနှမျောတာမဟုတ်ပါဘူးငါးများလေညစ်ပတ်သွားပြီးမမချင်ကစူမာဆိုးလို့ပါလို့ဖားလိုက်တဲ့စုပ်ဖေးနဲ့အမျိုးသမီးစရင်ကင်တို့နှစ်ယောက်လုံးကြောင်သွားကြပြီးသူတို့နှစ်ဦးလုံးရဲ့စိတ်ထဲမှာဒီကောင်လေးရဲ့မျက်နှာအရေးပြားကဘာလို့ဒီလောက်တောင်ထူရတာလဲလို့တွေးမိလိုက်ကြတယ်ဒါပေမဲ့လည်းကျွန်တော်ရဲ့ရည်ရွယ်ချက်ကတော့အောင်မြင်သွားခဲ့ပြီးမြောက်ပင်စကားတွေကရှက်စရာကောင်းပေမဲ့ဘယ်သူမှမုန်းတီးမှာမဟုတ်ဘူးလေဆိုင်ချင်းပဲငါးကုန်တဲ့တစုကဝိုင်းအောင်လာကြပြီးဟေ့ကောင်လေးငါးဝါကြီးအားလုံးကိုငါအကုန်ယူမယ်တကောင်ကိုပင်လယ်တင်ကနှိမ့်ဆက်ပေးမယ်ဖယ်ဆန်းငါ30ပေးမယ်အခွန်စိမ်းငါတကောင်ကိုအောက်တန်းစားပလဲ30လုံးပေးမယ်အဲ့ဒီတားငါကိုငါလိုချင်တဲ့အောက်တန်းစားပလဲ30ပေးမယ်လို့ဝိုင်းပြောကြတယ်ကျွန်တော်ဟာဒီလိုခြေနေကြောင်းခေါင်းနီခေါင်းမှုဖြစ်သွားပေမဲ့ရင်ထဲမှာတော့အရန်ကိုဝမ်းသာပီတိဖြစ်နေခဲ့တယ်ဒီညကစပြီးအရာအလုံးကပြောင်းလဲသွားတော့မယ်ဆိုတာကျွန်တော်ကောင်းကောင်းကြီးနားလဲသဘောပေါက်သွားခဲ့ပြီ